ညာမြို့အက္ခမဟာပန္တိတပထမဂိုင်းကျုပ်ကိုးဆောင်တိုက်ဝေဇယန္တာအုပ်ကျောင်းဆရာတော်အရှင်ဝေပုံလာဘိဒဇသည်ဌာနအယယတို့၌ဘေးဥပအလွန်များပြားရကားအာထကာကွယ်ရန်အမှန်အားဖြင့်မဟာပရိတ္တောကြီးသာဖြစ်ခဲ့ပါသောကြောင့်ခေတ်ကာလအလျောက်အထူးသဖြင့်လေ့လာကြစေရန်နာနာနေယနာနာဝါဒအစီအနှစ်တို့နှင့်တကွအည်စစ်မြမပြန်အပ်သောမြင်းကြံကိုးဆောင်မှုမဟာပရိတ္တောကြီးနေတယသေးဒီမဟာပရိတ္တောကြီးနေတယသေးရှိကုန်းကြီးသားတော်မူတဲ့ဆရာတော်အရှင်ဝေပုံလာဘိဒဇာဆိုတာအလုံးနားလည်လွယ်အောင်ပြောရလို့ရှိရင်တော့လွန်ခဲ့တဲ့တစ်ချိန်ကသတင်းစာများပေါ်သစ္စာအချိန်YMBA အသင်းနဲ့ဒုတိယသတင်းစာတို့ကမြန်မာပြည်မှာဘုန်းကြီးပြန်ဇာပနာများအကြီးအကျယ်မပြုလုပ်သင့်ဘူးဆိုတဲ့ဆောင်းပါးရေးတဲ့အခါသာသနာဘက်ကနေပြီးတော့ပြန်လီခြေပတဲ့ဆရာတော်လို့ဒီလိုမှတ်သားထားရအဲ့ဒီဆရာတော်ရေးတဲ့မဟာပရိတ္တောကြီးနေတယသစ်ပါပဲတဲ့သမန္တာစကဝါလေတုအတ္တရာကိသံတုဒေဝတာသတ္တမံမုနိရာသတ္တတုနံတုသကမောက္ခတံသမန္တာမြေမိချာရေတိတာနှင့်ဒီပါလေးကျွန်းမြင်မို့ထွန်းသာစဝံအတွင်ဤစကြဝဠာဤထဝန်းကျင်မှာစကဝါလေးသူယူဇနာပေါင်း82,000အမြင့်ဆောင်သောတောင်စကြဝဠာကာယံကြောက်ဆိုင်ဝင်၍ဝိုက်သောတိုက်ရာဒီပေါင်း1,000သောလောကဓာတ်တို့၌ဝသန္တာဒေဝိတ္တိကုံအင်းဆုံးကြီးညနေထိုင်ကြကုန်သောဒေဝတာအာနာတကုဒေဝတာအာနာသွမ်းမှုတကုကြီးညအနန္နတို့သည်အတ္တရာပရိတ္တောမြရွတ်ဖတ်တရစေရာဤယတ္တာတို့အာဂေသံတုအာလုံးပေါင်းယုံအများသရာပွားလျက်တရားတော်နာလာရောက်ကြပါကုန်လောမုနိရာဇံသအရဟန္တသာဝကနှင့်ပိစေကမုနိအစာရှိသောမုနိတကာတို့ဤထိပ်ပံယဟန်တကာတို့ဤတရဖူလူတကာတို့ဤသင်္ကြနတ်တကာတို့ဤအရှင်တစားမြမတကာတို့ဤဥ္ဆောင်ငါမှန်အောင်သောမင်းကောင်းမင်းဖြာမင်းတရားကြီးဖရာဤသကမောက္ခတံနဝေဇယံဝေကတံနှင့်နေရဗံရွှေဘုံဇေယခုံတို့လုံးစေလက်သေးအကျိုးကိုပေးတတ်သောသတ္တမံသံဝိဇာမာနသတ္တမနှင့်ပသတ္ထဂုံအင်းဆုံးကြီးညွတ်တုလိုအကျော်ပရိဟုဆိုအပ်သောတရားတော်ကိုလူနံသူမိစ္ဆာဝိတမညိရှက်ဖက်ပြည့်စင်အာယုံမှတ်သာနာခံကြပါကုန်လောဓမ္မသဝနာကာလောအယံပဒန္တာဓမ္မသဝနာကာလောအယံပဒန္တာဓမ္မသဝနာကာလောအယံပဒန္တာပဒန္တာကောင်းခြင်းသဘောပြည့်စုံသောကြောင့်ဘောဂဘဝပုံညဇနှင့်ကျုံရတော်ညအိုနအများတို့အယံဤခာသမယဤကာလတိကဓမ္မသဝနာကာလောအတိတုံလပ
ယုံရခဲလို့တရားတော်ကိုမြတ်ဖို့ဆုံးလင်းရွှင်ရွှင်လန်းလန်းဝမ်းမြောက်ဝမ်းသာမသာနာဂရမည်အခါပေတည်းနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောပြမနလူသုံးပုံသူတို့ဘုဇောအထုကိုခံတော်မူထိုက်ထသောသမ္မာသမ္ဗုဒ္ဓတ္တညီယနာစုတရားဟုသည်ကိုဘူဇယံဖြင့်သူမဆံပြီးကိုတော်တိုင်းသိတော်မူထသောတန်ခဘဂဝါတော်သဟဇရောင်ချီတထောင်ကဲ့သို့ဤမောင်မခိုးဖုံးတော်ရောင်ဆိုလာတော့ထိုသုံးလူထိုဖရာမြတ်အားနမောရွှေငပြော၍ညီလျောသက်တကဲ့သို့လက်ဆုံးဝါလျောဥနှိမ်ကျိုး၍ရှိခိုးပူဇော်ပါဤအရှင်ဖရာယေသန္တာသန္တစိတ်တာတိတရဏတရဏဣထလောကံတရေဝံဘုံမာဘုံမာသတေဝကုဏကနကနဗျာဝတသဗ္ဗကာလံဧတေအာယံတုဒေဝဝရကနကမယေမေရုရာဇေဝတံတောသံတောသံတောတဟေတုမုနိဝရဝဆနံသောတုမကံသမကံဣထဝါအချင်းယူဇနာသင်္ချာအကတသံ2သိန်း3000တသံ2သိန်း3450နေကြီးအလိုက်စัจ java လာတောင်တန်းတို့ဖြင့်တီးဆိုင်သောဤတိုက်လောကဩကာသ၌၎င်းလောကံတရေဝအဝန်းယူဇနာသင်္ချာအက36သိန်း1350နေကြီးအလိုက်စัจ java လာတောင်တန်းတို့ဖြင့်တီးဆိုင်သောဤတိုက်လောကဩကာသမှာတပါအခြားသောဩကာသလောက၌၎င်းဝတန္တာပုံညဝံလျောက်ဂုံတကွန်ဆောက်ကြ၍အောက်ထေဘုံမာရုက္ခကာသဌာနအပြိုင်ပြောနေထိုင်ကြကုန်သောသန္တာသမာဝါဒီလာဝတိနှင့်ပါရမီလိုက်ထိုင်လျောက်ပြည့်စုံသူတော်ကောင်းဖြစ်ကြကုန်သောသန္တာစိတ်တာကာမဂုဏ်၌အာယုံဖြည့်စီမဖွေနီးပဲဒီကြည်ငြိမ်သက်သောစိတ်ရှိကြကုန်သောတိတရဏတရဏယရဏသုံးအမြတ်ဆုံးလင်ဘဝမီခိုကြီးညိုလေးမြတ်ရှိကကိုယ်ွယ်ရာရှိကုန်သောသဗ္ဗကာလံငိညနာယီပပိသနာပြန်ခရာဟုသောအခါခတ်သိဂုဏကန္နာကနာပြဝတ္တလောကုလောကီနှလီဆောင်ညောင်းဂုံအပေါင်းကိုနှစ်ထောင်အာယုံယူခြင်း၌အားထုတ်ကြကုန်သောဘုံမာဗိမာန်ဘုံဆောင်ဂုံရောင်ကျက်တရေဖုံမိုးဆွေလျက်မြေ၌တည်ကြကုန်သောရေဒီဝါစအကျဉ်ဘုံမစိုးယုတ်ကစိုးတကုကြီးမြတ်စတုမဟာတဲ့ဒါဝဒိသာသသောနတ်တို့သည်၎င်းအဘုံမာတကုကုံရောင်ဘုံဆောင်ကွန့်ဝဲပန်းဆိုင်ဆွဲတဲ့ကဲ့သို့လွန်ကဲဖုံးစီကောင်းကင်၌တည်ကုန်သောရေဒီဝါစအကျဉ်ယာမအစအကနိဋ္ဌအဆုံးပေါင်းယုံများစွာနတ်မြမာတို့သည်၎င်းတန်တိရှိကုန်၏ဒေဒီဝါစာထိုဘုံမစိုးယုတ်ကစိုးအာကာသစိုးတကုကြီးမြတ်အနန္တတို့သည်၎င်းဝရကနကမယေအရှိငွေရောင်းတောင်းနီလာကြောက်ဖံအနောက်နှင့်မြောက်ရဒိသာရွှေရောင်ချီဖြာရကမျက်နာလေးရောင်ဟက်လျက်မြတ်သောရွှေစဉ်အတိပြည်ပေထသောမေရုရာဇေသန္တရဗံပច្ချံဖီလာသီရာစီမာဒီပါယချုံမြစ်စုံဘဟုတောင်မြင့်မို့ဟုသောထိုတောင်တို့ဤမင်း၌ဝ
ဝသံတော်ငါးသောနဂတိရန်၍တညီမဟိတိလေးပါပျော်ချောင်းဖြားလျက်ငါကာမဂုဏ်အာယုံဘွားတို့စီစိန်မျိုးတို့ကိုအစိုးတရားခံစားနေထိုင်သောသံတော်ကာမဂုဏ်စီစိန်ညီညီထိန်လေးကြီးရှိန်မောက်လျက်မလှောက်လက်စေပဲငြိမ်သက်အိန္ဒြေသူတော်ကောင်းဖြစ်ပေသောယောဒေဝအကျဉ်50အလင်တာဝတိ၌မာဂဝိဉ္ကြီးနတ်များတိတိအထိရှိပေ၏သောဒေဝသထို50အလင်တာဝတိ၌မာဂဝိဉ္ကြီးနတ်များတိတိ၎င်းတန်တောသဟေတုံယထာဗလစသည်သုံးနည်းယုံစီစနစ်ရောင်ရဲခြင်းဤအကြောင်းဖြစ်သောအကံမြတ်လာစွာသောမုနိဝရဝဆနံမုနိထွတ်တာမြတ်ဗျာဤဇဂတော်ဒီဟုသောပရိတ်တော်ကိုသောတုံအာယုန်တပါစိတ်မသွားပဲမသနာကံခြင်းဟာသမက်ကအညီအညွတ်အာယံတုမကြုံတောင်းစွာဒုံလဘကိုကြုံရမှုအတွက်လူအယက်ပင်သူတေငါသာလာရောက်ကြပါကုန်လောသာဘိသူစက္ကဝါလေသူယက္ခဒေဝသဗျာမနောယံမိကတံဘုံယံသဗ္ဗသံပတ္တိသာရကံသဗ္ဗေတံအနုမောဒိတဝသမက္ခသာသနေရတံပမာဒရိတာဝန္တုအာရခတုဝိတေသတောသဗ္ဗသံပတ္တိသာရကံလောကုလောကီနလီအဆုံးဥသုံးသောစီရင်ချမ်းသာကိုပြည့်စေတတ်သောယံပုံညာအကျင့်ကုသိုလ်အစုမြတ်ကောင်းမှုကိုအာမေအကျွန်းတို့တို့သည်ကတံပြုအပ်ခဲ့လေပြီတံပုံညာသို့အကျွန်းတို့ပြုအပ်သောကောင်းမှုကုသိုလ်အစုကိုသာဘိတုအာနာတော်မြတ်နှံ့စာလွှမ်းခြုံခတ်သိမ်းကုန်သောဇဂဝါလေသူကတိတသိန်းတွေ့ကိဉ္သမလောကဓာတ်တို့၌ဝသန္တာဘုံအတိတိကြီးကြီးငယ်ငယ်တွေ့တွေ့ဝဝနေထိုင်ကြကုန်သောသဗ္ဗေခတ်သိမ်းကုန်သောယခသလွန်ကြမ်းကြုတ်သောမြေဘုဗလူတို့သည်၎င်းဒေဝသဘုံမစိုးစသောတကိုးကြီးမြတ်အနန္တတို့သည်၎င်းဗျာမနောသသမထခွန်ပြောစံဝင်သောဇံရင်ဆက်စီမြမကြီးတို့သည်၎င်းအနုမောဒိတဝါကိုစီကိုငါဝမ်းမြောက်ကြကုန်သည်ဖြစ်၍သမကာကိုစိတ်မပြောင်းအပေါင်းညီညွတ်ကြကုန်လျက်သာသနေမြတ်စွာဘုရားငါးတောင်မြင့်ရှိတည်တော်မူခဲ့သောသာသနာတော်၌ရတ္တအန္တရေမတံချမ်းသာများများမွေလျောကြကုန်သည်ဟွန်တုဖြစ်စေကုန်တည်းဝိသေသတော်အထုအားဖြင့်အာရခသူအလွန်အမင်းတော်တို့ကိုစောင့်ရှောက်ခြင်းတို့၌ပမာဒရိတာမိလျောခြင်းမှာကင်းလို့ကြကုန်သည်ဟွန်တုဖြစ်ပါစေကုန်တည်းသာသနာ့သာသလောကသာဝုဒ္ဓိဘဝတုသဗ္ဗရာသာသနာပိစာလောကင်းစာဒေဝရကံတုသဗ္ဗရာသန္တိဝန္တုဒုက္ခိသဗ္ဗေပရိဝါရေဟိအတနောအနိကာသုမနာဝန္တုသဟသဗ္ဗေဟိညာတိတိသာသနာသာသနာတော်ရှိတည်တော်မူခဲ့သောမြတ်စွာဘုရားသာသနာတော်ဤ၎င်းလောကသာသအပရိမာဏအနန္တဖြစ်သောတတ္တလောကဤ၎င်းသဗ္ဗရာခါခသိဟုတ်ဒီလဇံတရက်လရောင်ဆက်ကဲ့သို့တက်၍တနေ့တခြားလွန်ကြီးပွားခြင်းသည်ဘဝတုဖြစ်ပါစေတည်းသာသနာပိစာမြတ်စွာဘုရားငါတော်ရှိချထားတော်မူခဲ့သောသာသနာတော်ကို၎င်းလောကိသအပရိမာဏအနန္တဖြစ်သောတတ္တလောကကို၎င်းဒေဝလောကပါဠသာသနာစောင့်ကြအနန္တတို့သည်သဗ္ဗတာနိညင်စကာခါခသိရခန္တုအန္တရခသိကင်းငြိမ်လွန့်ပြောက်ချမ်းသာရအောင်စောင့်ရှောက်ကြပါစေကုန်သတည်း
သာဘေပြမနတ်လူဟုသမျှတတ္တဝါအနန္တတို့သည်အတ္တနောမိမိဤပရိဝါရေဤချွေယံနိဗ္ဗပရိသတ်တို့နှင့်တတ္တိန်တကွဒုက္ခိကိုစိတ်နှတံဘေးရန်မညိချမ်းသာခြင်းရှိကြကုန်သည်ဟွန်တူဖြစ်ပါစေကုန်သတည်းသာဘေဤကျွမဲ့ဥသုံခတ်သိမ်းကုန်သောညာတိပိအောင်နှင့်အထက်မိဘဘက်ဟုကုန်သောခွန်20သောအဆွေအမျိုးတို့နှင့်တတ္တိန်တကွအနိကာဆင်းရဲဒုက္ခမရှိကြကုန်သည်ဟွန်တူဖြစ်ပါစေကုန်သတည်းသူမနာကြည်ကြည်လင်းလင်းရွှင်ရွှင်ပြပြကောင်းမြတ်သောစိတ်ရှိကြကုန်သည်ဟွန်တူဖြစ်ပါစေကုန်သတည်းရာဇတောဝါဆိုရတောဝါမနုဿတောဝါအမနုဿတောဝါဧကိတောဝါဥဒကတောဝါပိသာသတောဝါခန္ဓုကတောဝါကန္တကတောဝါနခတတောဝါဇနဗဒရောဂတောဝါအတ္တဓမ္မတောဝါအသံဒိဋ္ဌိတောဝါအသပုရိသတောဝါသန္တာဟတိအတ္တမိကဂောနာကုက္ကုရအဟိဝိသိကမဏိတပ္ပတိပိဧသံတရေသာဒုကရမဟိတယက္ခရကတာတိနာနာဗျာတောဝါနာနာရောဂတောဝါနာနာဥပဒဝတောဝါအာရကံကနန္တုရာဇတောဝါငါကိုစင်စစ်ချစ်တပြီကပြင့်နီးပါလိမ့်ဟုရှိတာခက်တောင်းလက်သက်တစ်ချောင်းကိုရှိတာခက်တောင်းသက်တစ်ချောင်းကိုမျက်စောင်းမ၍မင်းဤဘေးမှ၎င်းသောရာတော်ဝါ25ပါးများပြားလှစွာသူဥစ္စာကိုရှားဖွေတစ်မျိုးလက်နဲ့မိုးတတ်သောသခိုးတပြဘေးမှ၎င်းမနုဿတော်ဝါပစ္ဆန္တဇဌာနနေသူမိလက်ခုအစရှိသောလူရိုင်းသူရိုင်းဘေးမှ၎င်းအမနုဿတော်ဝါဆွေရောင်ပြုံးပြုံးမျက်လုံးပြူသူသာသာကျူသောဘလူဘေးမှ၎င်းအဂိတော်ဝါစည်းစိမ်အသက်ကြီးရှိန်ကြက်အောင်ချင်းရမရွေဖြစ်စည်းတတ်သောမိဘေးမှ၎င်းဥရကတော်ဝါအသက်စည်းစိမ်ပျက်စီးမိန်အောင်အချိန်မရွေဖြစ်စည်းတတ်သောရေဘေးမှ၎င်းပိသာစတော်ဝါတမ္ပဟုံဆုံကျုံကျုံဝါဝါစာအံတစေ6လံနေတတ်သောတစေမြေဘုတ်ဘလူဘေးမှ၎င်းခာနုကတော်ဝါခยีစခံကြံတံစေပြည့်တိုက်ခယံဘောဖြစ်သောသင်္ဃုတ်ခလုတ်ဘေးမှ၎င်းကန္တကတော်ဝါသွားလန်းလာလန်းစခံမောင်းထောက်သွားလန်းလာလန်းစခံမောင်းရောက်စုဝင်နှောင့်တတ်သောဆူညောင်းတသင်ဘေးမှ၎င်းနေခတတော်ဝါနှိဋ္ဌာယုံတွေ့ကြုံရာကြောင်းမကောင်းသောနခဘေးမှ၎င်းဇဏဗဒရောဂတော်ဝါဇဏဘုံ၌ရှုပ်ရှုပ်ထွေးထွေးကြရောက်တတ်သောအနာယောဂဘေးမှ၎င်းအတ္တဓမ္မတော်ဝါသူတော်ကောင်းတို့ကျင့်ကြောင်းမဟုတ်ရုပ်ရုပ်မာမာမကောင်းစွာသောအကျင့်ဘေးမှ၎င်းအာသံဒိဋ္ဌိတော်ဝါသူတော်ကောင်းတို့ယူကြောင်းမဟုတ်ရုပ်ရုပ်မာမာမကောင်းစွာသောအယူဘေးမှ၎င်းအာတပုရိသတော်ဝါသောသောဟောယံကြောချမ်းမူနှုတ်ယူမဟုတ်သောသူရုပ်သူပြက်ဘေးမှ၎င်းသန္တာဟတိကျမ်းသောစဉ်သန္တာအတ္တကျမ်းသောမြင်သန္တာမိကကျမ်းသောသားရဲ့သန္တာကောနာကျမ်းသောနွားသန္တာကုက္ကူရာကျမ်းသောခွေသန္တာအဟိကျမ်းသောမြွေသန္တာဝိသိကကျမ်းသောကင်ကြီးကသန္တာမဏိတပ္ပကျမ်းသောမြွေသိသန္တာဒီပိကျမ်းသောသစ်သန္တာဣစ္ဆာကျမ်းသောဝံသန္တာတရေစာကျမ်းသောအောင်သန္တာဒုက္ခရကျမ်းသောဝက်သန္တာမေကကျမ်းသောကျွဲသန္တာယက္ခကျမ်းသောနဗလူသန္တာရကတာတိကျမ်းသောရေဆောင်ဘလူအစာရှိသည်တို့ကြောင့်ဘဝတ္တဖြစ်သောနာနာဘေယတော်ဝါ25ပါးများပြားရှုပ်ထွေးအထူးတူသောဘေးမှ၎င်းနာနာရောဂတော်ဝါကို
98ဖြာအထူးတူသောအနာယောဂဘေးမှ၎င်းနာနာဥပဒဝတောဝ16ရအထူးတူသောဘေးဥပမ၎င်းဒေဝသမာဒေဝလောကပါလာသာသနာတော်ဆောင်တော်ဖြောင့်ကောင်းမြတ်အနန္တတို့သည်အာရခံမဏိဇောတရမနောမြတ်၌နတ်ပေါင်းကုန်ပန်းဝန်းပတ်ချမ်းတဲ့ကဲ့သို့ဘေးရန်ပေဖြောက်ဆောင်အရှာကိုကနန္တုကရုဏာနှင့်မေတ္တာလွန်ခြုံယူတော်မူပါကုန်လောယမင်္ဂလံဒွါရသာယိစိန္ဒိယိသုသဒေဝကံသောထာနံနာတိကေသံတိယထာတိန်တင်သမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမယေသောထာနံကံစိတ်ဥဒုအာဟာရကြောင်းလေးခုတို့သောထာနံကံစိတ်ဥဒုအာဟာရဒီဟုသောကြောင်းလေးခုတို့မပြုတ်မပြင်းတုမရှင်ရသောအသင်္ခတတနိဗ္ဗာန်မြတ်ကိုအာကိင်္ခမာနမရရကြောင်းတောင်းတောင်းတတာလိုချင်ကြကုန်သောသဒေဝကတကွတုနတ်နှင့်လူတို့သည်ယံမင်္ဂလံအကျင့်လောကီလောကုတ္တရာဥစ္စာမျိုးမျိုးတိုးပွားရာတိုးပွားကြောင်းကောင်းမြတ်သောမင်္ဂလာတရားတော်ကိုဒွါဒသာဟိလူတော်ဟာခောစာပြည့်ပြည့်ရေတွက်ဖွဲ့အပ်သည်ရှိသော12နှစ်တို့ကာလပတ်လုံးစိန္ဒိယိတုဒိဋ္ဌာကိုသာမင်္ဂလာဟုထင်ရာယူမှုလူတစုနှင့်သုတ္တတဝမုဒ္ဒတချို့ကိုနှစ်မြို့ရာ၌သို့မဟုတ်လောသို့ဟုတ်လောဟုတွေးတော်ဖုံဖုံကြံစီကြပါကုန်၏စိန္ဒယန္တာပိသို့လောတွေးတော်ဖုံဖုံကြံစီကြပါကုန်တော်လေအထတိန်သင်္သဘာလာသေဝနာစသည်ဆုံးမဲ့တွက်ကျုံဖွဲ့သော38ပါးအပြားရှိသည်လေးဖြစ်သောယံမင်္ဂလံဝခြင်းမင်္ဂလာတရားတော်ကိုနာဒီကိသံတိဤကားမဟုတ်ဤကားဟုတ်မုတ်ချပိုင်ပိုင်မသိနိုင်ကြကုန်သဗ္ဗလောကဟိတထာယအလုံးစုံသောသုံးပုံယတာတရဝါများတို့၏စီးပွားချမ်းသာအလို့ငါဒေဝဒေဝေနသမုဒိဥပပနတ်မြတ်အပေါင်းဝညောင်းဖူးတိုက်ရှိဥခတ်၍မကိုက်အသွင်ဆင်အပ်သောခြေတော်ဆုံးရှိသောဝိသုဒ္ဓိနဘုရားမြတ်သည်ဒေတိတံကရုဏာတော်ကြောင့်ကရုဏာတော်ညံသောပံရှေရှုဟောကြားတော်မူအပ်သောသဗ္ဗပါပဝိနာသနံမပြုစတောင်းမှုမကောင်းကိုစုပေါင်းလှီးဖြတ်ဖြစ်စီတော်မူတတ်ပေထသောဓမ္မင်္ဂလံတို့လောကီလောကုတ္တရာဥစ္စာမျိုးမျိုးတိုးပွားရာတိုးပွားကြောင်းကောင်းမြတ်သောမင်္ဂလာတရားတော်ကိုဟေသရင်သုံးဘက်သမက်ကပေါင်းအိုသူတော်ကောင်းတို့မယံငါတို့သည်ဗနာမတရားမပြည့်အနေမမမြတ်တရားကိုထပ်ပွားအာယုံရွတ်ပတရစေကြပါကုန်စို့ဧဝမေတုတံဧကံသမယံဘဂဝါသာဝတိယံဝိရတိဇေတဝနေအနာထပိန္ဒီကန္တအာရမေအထာခောအညတရာဒေဝတာအဘိကန္တာယရတ္တိယအဘိကန္တာဝနာကေဝလကပ္ပံဇေတဝနံဩဘာတိတဝယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝဘဂဝန္တံအပိဝါတိတဝဧကမန္တံအထာတိဧကမန္တံထိတာကောသာဒေဝတာဘဂဝန္တံဂါထာယဣဇဘာတိဗန္တိဒုတင်ပฏิပတ်ဖြူစင်မြတ်လာသောကတ္တပနွယ်ဘွားအိုအရှင်ဖေဟာဤတံသုတ်တံဤမင်္ဂလာသုတ်ရွှေနှုတ်မြတ်ဖို့တရားတော်ကိုမေမယံအာနန္ဒဟုနာမံညွန်းထုတ်အကျွန်ုပ်တို့သည်ဘဂဝတောနေနှုံးတသိမ့်ရွှေဘုံတော်ရှိန်လာသောအစိမ့်လေးရာမြတ်စွာဘုရား၏တံမုခရွှေဘဝတော်အောက်ရှိတော်မောက်မှဧဝံဤသို့သူတံ
အစအဆုံးအရာကျုံလျက်နှလုံးမြဲစွာနာခံမသားမိလိုက်ပါ၏ဧကံတပါးသောသမယံအခါ၌ဘဂဝါရွှေဘုံတော်သခင်ရှင်မင်းဘုရားသည်သာဝတိယံတိုင်းကိုသလလောကစီမိသာဝတိပြည်ကြီး၌အနာထပိန္ဒီကသကိုရမဲ့လင်းလူကပင်တို့အားသမင်းရိတ်ခါပိတစွာသောကြောင့်အနာထပိန်အမည်ရှိသောတထေကြီး၏အာရမေအရိညဝအင်္ဂါစင်လာဥသုံးဆုံးခဲ့ရကားဖယားစာသောသူတော်ကောင်းတို့နှစ်ထောင်ချမ်းမြေနှလုံးတော်မူရာဖြစ်သောဇေတဝနေအဝိဇဟိတဌာနမြေတကွန်နေရာချွန်ဖြစ်သောဇေတဝံကျောင်းတော်ကြီး၌ဝိဟာရတိလူသုံးပါးကိုတရားအမြိုက်ဝေငှတိုက်၍ရာပိုက်မြကာစံနေတော်မူခဲ့ပါ၏အထာခောထိုသို့စံနေတော်မူသောအခါ၌အဘိက္ခန္တဝန္နာထူးထူးချွန်ချွန်အလွန်နှစ်သက်ဖွယ်အဆင်းရှိသောအညတရာဒေဝတာဘေမျိုးစဘယ်အမည်ရှိသည်ဟုအညတရာဒေဝတာဘေမျိုးစာတိဘယ်အမည်ရှိသည်ဟုမသိတာမထင်ရှားတူသောနတ်သားသည်အဘိက္ခန္တာယာခါရထပိဝထစသည်စေပါပြည်သံများတို့ယနာအချိန်စိတ်ငြိမ်အာယုံဖြင့်ဥယံကုန်ပြီးသောရတ္တိယတရားနှလုံးသုံးခွန်လျော်စွာသံကောင်းရာအခါ၌ဧဝလကပ္ပံ18တွဲရေမင်းပယ်မြေ၌အထွေထွေသောကုလိုင်းစရမန္တဇင်းကြံမြာစွာယံလျက်ဘုံပြန်ပြတ်တတ်တော်ပေါင်းတစ်ထောင်လေးဆောင်သောကုတိတော်ကြီးအန်ချီမကုံသောသာတိအလုံးစုံသောဇေတဝနံမြေဝသုံးထီရွှေမြည်လျက်ဘုံကြီး30အမြင့်သေးခေါင်တိုက်ခန်းပေါင်း3000နှင့်တကွဘုံဆောင်ဗိမာန်ဆန်းတော်မူရာယနာထိန်ကြီးဇေတဝံတော်ကြီးကိုဩဘာတိတဝနတ္တဇာယောင်နတ်ကိုယောင်တို့ဖြင့်အထောင်နေမင်းထိန်ထိန်လင်းသကဲ့သို့ထွန်းပမမိန်တရှိန်ရှိန်နှင့်ထိန်ထိန်ရှုံးဝေထွန်းလင်းစေတော်မူ၍ထိန်ထိန်ရှုံးဝေထွန်းလင်းစေ၍ယေနခြင်းရ၌ဘဂဝါနေနှုံးတသိန်းရွှေဘုံတော်ရှိန်လာသောအစိမ့်နေရမြတ်စွာဘုရားသည်အတ္တိရှိတော်မူ၏ဒေနတို့ဘုရားရှိတော်မူရာရသို့ဥပသင်္ကမိပြဝယုသေးစီကလေပြီဥပသင်္ကမိတဝပြဝယုသေးစီကလေပြီသည်ရှိတော်ဘဂဝန္တံဣတရိယာသတိတွေ့ကျုံအံ့မဆုံးနိုင်အောင်ဘုံတော်ကြီးမြတ်တော်မူလာတော်မြတ်စွာဘုရားကိုအဘိဝါဒေတဝကျိုးကျိုးနွန်နွန်အလွန်ယုသေးစွာရှိခိုးဥ၍ဧကမန္တံဝေနီးရှေ့နောက်မြင့်မောက်လေညာမနေရသောအထာဏအယတ်ကိုပယ်၍ဖွယ်ရာလျောက်ပါသင့်သောအယတ်၌အထာတိရပိုက်လေးရအမြတ်တော်ဆုံးထုံးလင်မသွေယတ္တိလေ၏ထိတာခောယတ္တိကြီးသောသာဒေဝတာမထင်မရှားထိုနတ်သားသည်ဘဂဝန္တံမြတ်စွာဘုရားကိုဂါထာယဘဟုဒေဝစဖြာသောဂါထာစကားဖြင့်ဣဇဘာတိရွှေနာတော်ကြသနာတော်ခံခွန်ပန်ယိုသေးလျောက်ထားခဲ့လေပြီဘဟုဒေဝမနုဿာသမင်္ဂလာနိအစိန်တယောအာကင်ကမနာသောဌာနံပြု၏မင်္ဂလာမုဒ္ဓမံဗန္တိဘဂဝါတရားပြမသူရမန္တဘူတပတ်ဖြစ်သောလူလက်သာမန်ပုထုဇံတို့၏ဖုံးကံကိုမဆိုထားပြီး8ပါးအရိယာပစ္စေကဗုဒ္ဓတို့၏သဘာဖုံးကံနှင့်မြနှုံးဆံရန်မရှိဣတရိယသတိတွေ့ကြုံအံ့၍မဆုံးနိုင်အောင်ဖုံးတော်လွန်ကြီးမြတ်တော်မူပါသောမြတ်စွာဘုရားဘဟုသုံးပုံယသာမပိုင်းခြားနိုင်အောင်များစွာကုန်သော
ဒေဝသနတ်တို့သည်၎င်းမနုဿာသလူတို့သည်၎င်းသောဌာနံဥပနှင့်ပင်အရင်မတွဲမြင်းမတွဲသဖြင့်စင်ကြယ်လှသွားသောနိဗ္ဗာန်ချမ်းသာကိုအာကိခာမနာဆုံးဆုံးမဲ့မဲ့နှစ်တောင့်တကြောင့်ရာတစ်ခုအာယုံပြု၍သူတဲ့ငါသာလူကျင်ပါသောကြောင့်တို့ရာပွားရာဖြစ်ထွန်းရာဖြစ်သောမင်္ဂလာတရားတော်တို့ကိုအစိန်တယုံ12နှစ်လုံးစုယုံတိုင်းပင်ထင်ရမြင်ရကြံစီကြပါကုန်၏ဥဒ္ဓမလွန်ကဲ့ထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလာသတ္တဝါလုံးမောင်ကြီးဖုံး၍စုယုံတိုင်းပင်ကြံစီ၍မသိမမြင်နိုင်သောမင်္ဂလာတရားတော်များကိုသွန်ရှင်မင်းဖရာသည်ပြု၏ဖုံးဝှက်ထားဗရမများကိုလက်ဝါးပေါ်တွင်ကောင်းစွာတင်တဲ့ကဲ့သို့သိမြင်စေသောကရုဏာတော်စောပြီးလင်ဟောကြားတော်မူပါအရှင်ဖရာအသေဝနာသဘာလနံဗန္တိတနိသသေဝနာပူဇာသာပူဇာနေယနံဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထ၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသောဒါယကနတ္တာဘာလနံကိုချင်းကြော်ချမ်းနှုတ်သောသောနှင့်ဟောရန်အကြံသုံးပါးကံကိုအာသံမသိအာသံမလိမ့်မသိမ့်မပိုက်ရရိုက်မောဟမှုမိုက်သောသူတို့ကိုအဒေဝနာသပေါင်းကြီးကိုကမဆိုထားပြီစကားမြပင်မရှိတင်ရဲ့ပဲမမြင်ရလို့မကြားလို့အဟိုမြင်ညောင်းဘုရားလောင်းတို့တောင်းစုအလျော်အကြောင်းမျှော်၍မပေါင်းမောမရှင်တွဲမမီဝဲမရှိကရခြင်းလေးတပါးပန္တိတနံကိုမကြောချမ်းလုံးမသွားနဲ့ဟောရမကြံသုံးပါးကံကိုမြင်းဉာဏ်ဆောင်ထိန်သိမ့်သိမ့်ပိုက်ပိုက်ဇရိုက်ဖြူစင်ပညာရှင်တို့ကိုဒေဝနာသစကားချေတင်အမြဲပင်လင်မြင်ပါရလို့ကြားရလို့အဟိုမြင်ညောင်းဘုရားလောင်းတို့တောင်းစုအလျော်အကြောင်းမျော၍ဘောင်းဘောရှင်တွဲမိဝဲစီကရခြင်းလိတပါပူဇနေယနံသုံးပါးယရဏဆရာမိဘဝုဒ္ဓအမျိုးမျိုးရှိခိုးဥခိုက်ပူဇော်တိုက်သူတို့ကိုပူဇာစာကိုနှုတ်နှလုံးသုံးပါးကာရဝပနာမဖြင့်ဌာနအလျော်ရှိခိုးပူဇော်ရခြင်းလိတပါဧတံဤသုံးပါးသောတရားအစုကိုဥဒ္ဓမလွန်ကဲ့ထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလံကောင်းကျိုးချမ်းသာကြီးပွားရသောမင်္ဂလာတရားဟု၍သွန်သင်နာသာသည်ကနာဤအမြဲအစွဲမလွယ်ပုံသေးမသားလေလောပတိရူပဒေသဝါသောသပုဗ္ဗေသာကတပုညတာအတ္တသမ္မာပဏိတိသာဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထောင်၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသောဒါယကနတ္တာပတိရူပဒေသဝါသောသသာသနာနေဝံထွန်းလင်းရာခေတ်ရှိသည်အလိုကုသိုလ်မင်္ဂလာပွားရာခွင့်မြတ်စွာသင့်သောတင့်အလျောက်ပထိုအရ၌နေရခြင်းလိတပါဘုဗ္ဗေသကတပုညတာအတိတ်ရှိဟုပြုခဲ့ဘူးသောထူးမြတ်စွာပြီးကောင်းမှုရှိသောသူ၏အဖြစ်လိတပါအတ္တသမ္မာပဏိတိသာအကျင့်တရားမလွတ်ပါအောင်ပြားပြားဖိဖိကြိတ်ကြိတ်မိမိစိတ်ကိုကောင်းစွာထားရခြင်းလိတပါဧတံဤသုံးပါးသောတရားကိုဥဒ္ဓမလွန်ကဲ့ထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလံစည်းဝါချမ်းသာတိုးတက်ရသောမင်္ဂလာတရားဟု၍ဒုသင်္နတာတိကနာဟိတန္တိထံကြမုတ်ချပုံသေးမှတ်သားပါလေလောဘာဟုသစ္စေသာသိပ္ပင်္စဝိနည်းယောသသူသိခိတောရူပတိဒါသယာဝါစာဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထ၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသည်ဩဒါယကနတ္တာဘာဟုသစ္စေသာလက်ပညာကိုမဆိုလိုပဲထ
ထိုမှကျွန်းသောလောကုတ္တရာကြောင့်ပညာပေါင်းကိုကောင်းစွာမြင်သိပြည့်မရှိသောလောကီအတ္တအယယကိုမှတ်မှတ်သားသားအကျဉ်းအမြင်များသောသူ၏အဖြစ်လေးတစ်ပါးသိပင်စာယဟံအတ္တလူအတ္တဟုနိယနှခမ်းမြယဟံကသင်္ကန်းသပိပရိခရာဒုပရိခရာစုတတ်ကောင်းမှုတည်းလူပညာမှလွန်စွာများလေစဉ်းစားမပြတ်ပြစ်မထွက်သောလက်မှုအစရှိသောအတ္တကိုတရားခြင်းလေးတစ်ပါးဝိနည်းယောကိုနှုတ်နှလုံးသုံးပါးကြုံလျက်ဆုံးမနိသိယအနာဂါရိယအာဂါရိယဝိနည်းကိုသုတေခိတောသယဟံပုဂ္ဂိုလ်လူပုဂ္ဂိုလ်တို့ယောသေးလေးမြတ်သင်ကြားအချင်းလေးတစ်ပါးသူဘာတိတာဒုဗ္ဗသိတ်ကိုရိပ်ရိပ်ပဲဖြတ်ကောင်းမွန်စွာဆိုအပ်သောယာဝါစာသစ္စာဓမ္မပိယသူဘာသီဝါဒီလင်္ကရာသစ္စာဓမ္မပိယသူဘာတိဝါဒီလင်္ကရာအင်္ဂါလေးစုံထုံအပ်သောအကျင့်သာဝါစာစအင်္ဂါလေးစုံထုံအပ်သောထိုစကားသည်လေးတစ်ပါးဧတံဤလေးပါးသောတရားကိုဥဒ္ဓမံလွန်ကဲထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလံစည်းပွားချမ်းသာတိုးတက်ရသောမင်္ဂလာတရားဟု၍တွန်းသင်နာတာသည်ကနာဤသံဋိဌံကြမုတ်ချပုံသည်မသာပါလေလောမန္တာပိတုဥပဌာနဗုဒ္ဓဓာရသသင်္ကောအနာကုလသာကမ္မန္တာဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထံ၌လင်းလွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေးလျောက်လာသောဩဒါယကနတ္တမန္တာပိတုပြမစိုးဆုံးငကိုထုံသောကြောင့်ဘုံပြမကြီးဂုံသဘာမိအပ်သောတတ်သိစေခြင်းငယ်ရွယ်စဉ်ကပွန်သင်ကျေးဇူးသို့ဂုံထူသောကြောင့်လက်ဥဆရာပုဗ္ဗာစရိမိတုရှိသောမိခင်ဖခင်ကျေးဇူးရှင်တို့ကိုဥပဌာနိသဘုရားတဆူတလုံးကူသို့ကြည်ဖြူစိတ်ကံအဋိဋ္ဌံ၍ညပြန်နှံနဲ့ဝတ်မပြတ်အောင်ညွတ်လျက်ရိုကျိုးရှိခိုးပူဇော်ခြင်းလိကောင်ညွတ်လျက်ရိုကျိုးရှိရှင်ခိုးခြင်းကောင်းတို့ရာရာစေရနာနှင့်ရေသမမို့အဝတ်မနှွမ်းကိုခံကြံစိတ်ရေချမ်းရေပူမဟုနှင့်ညင်ပစ္စည်းဖြင့်လေချီးမြှင့်ပူဇော်ခြင်းယင်းတို့ဝန္ဒနာပူဇာသက္ကာရဌာနမယုတ်လွန်အားထုတ်၍လှုပ်ကျွေးမွေးမြူရခြင်းတည်းဟုသောအမိတဝအဖတပြာပိုင်ချကလင်မာတုပဋ္ဌာနမင်္ဂလာလိတပါပိတုပဋ္ဌာနမင်္ဂလာလိတပါဗုဒ္ဓဒါရတရင်သွေးရင်နှင့်ချစ်၍မညီသာသမီးနှင့်ဇနီးသတ္ထာချစ်မရအားသင်္ဃောဇာမိဘဤဝတ်လင်ဤဝတ်ကိုမချွတ်စေရန်ကိုယ်တံထိုက်လျက်ပစ္စည်းထောက်၍ချီးမြှောက်သိညိုရခြင်းလေးတစ်ပါးအနာကုလ6ပါးပြင်းယိုသိရှင်မျိုးတို့6ပါးပြင်းယိုရည်ရှင်မျိုးတို့မို့တိန်တို့အုပ်စိတ်ညစ်ပုဂ္ဂိုလ်မဟုတ်တာဟာလှုပ်ကြွလေကြီးတိုက်လွန်ကြီးရာကဖြစ်စီနှောင့်ယှက်ခြင်းမရှိကုန်သောကမ္မန္တာသာယံဖြစ်သောယဟန်တော်နှင့်လျော်ရသိရလူတို့မာလီဓမ္မတာလျောက်ဖောက်ကရောင်းဝယ်ကုန်းသွဲလဲလို့လောကုလောကီနလီစီပွားကြီးမားဖြစ်ထွန်းရန်စီမံရွဆောင်သောအမှုတို့လိတပါဧတံဤလေးပါးသောတရားကိုဥဒ္ဓမံလွန်ကဲ့ထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလံစည်းပွားချမ်းသာတိုးတက်ရသောမင်္ဂလာတရားဟု၍တွန်းသင်နာတာသည်ကနာဤသဏိဋ္ဌံကြမုတ်ချပုံသည်မသာပါလေလောဒါနိသဓမ္မစရိယာသညာတကနိသသင်္ဃောအနာဝဇ္ဇာနိကမ္မာနိဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထံ၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာပြဿနာမေးလျောက်လာသောဒါယကနတ
ဒါနိစာပစ္စည်းလေးပါအကျဲအားဖြင့်10ပါးဝတ္ထုလူပွဲစုကို၎င်းကုသိုလ်အကုသိုလ်ထိုထိုဆိုကောင်းကြိုးကြောင်းနှစ်ပါးဟောညွှန်ကြားအပ်သောတရားနှစ်မျိုးလူပွဲတို့ကို၎င်းယင်းတို့ပစ္စယဓမ္မဒါနဝတ္ထုအစုတို့ကိုသူအားလွတ်လွတ်စွန့်ကြဲပေးလူရခြင်းလေးတစ်ပါးဓမ္မစရိယာသအကုသလကမ္မပဋ္ဌကျေပွားစေတရားကိုပယ်ရှားဖြတ်မှု10ပါးစုသောကုသိုလ်ကမ္မပဋ္ဌကိုကျင့်ခြင်းလေးတစ်ပါးယာတကနမိဘေဖဘေမြို့မပြတ်ဖဲ80သောအဆွေအမျိုးတို့အားသင်္ကဝောသသာကံနာကံလောင်အနီးနီးပစ္စည်းထိုပစ္စည်းလိုမူပစ္စည်းကူ၍လူလိုလူလျောက်ဘဝလာရောက်ရချီးမြှောက်ထောက်ပံ့ရခြင်းလေးတစ်ပါးအနာဝဇာနိလောကဓမ္မနထာနာပင်သာဂသမ္ပဒံသွန်သံတတိပြည့်မရှိကုန်သောကမ္မာနိသာဝုဗုဒ္ဓတင်ဆောင်သုံးခြင်းနှင့်ရေတွင်ရေကံအယံဥယျင်ကျင်စင်လံသွားတထာတိသဇယဆောက်ခြင်းစသောလျောက်ပါသောမှုတို့လေးတစ်ပါးဧတံဤလေးပါသောတရားကိုဥဒ္ဓမံလူကဲ့သူမြတ်ကြီးမွန်အပ်သောမင်္ဂလာစည်းဝါးချမ်းသာတိုးတက်ရသောမင်္ဂလာတရားဟူ၍တွင်သင်္နာတတိကနာယိသဏိဋ္ဌံကြမုတ်ချပုံသေးမသာပါလေလောအာရတိဝိရတိပါပါမေဇဘာနာသတံယမောအပမဒောသာဓမ္မေတုဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထံ၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသည့်ဩဒယကနတ္တပါပအကုသိုလ်ကံဖြစ်ရန်ကျေပွား10ပါးပေါင်းစုမကောင်းမှုမှအာရတိစာကျိုးအပြစ်ကိုစီစစ်စောကြောဇောမနောမြမစောမိအောင်ဝေစွာရှောင်ရခြင်းဝိရတိစာဝစီကာယဒွါရနထတရားရဖြင့်မဆက်မကူမကျူးမိအောင်အထူးရှောင်ရခြင်းယင်းသို့အကုသလမှုပါပကိုဒွါရသုံးခုအထူးဝေစွာရှောင်ကျင်ရသောပါပါဝိရတိမင်္ဂလာလေးတစ်ပါးမေဇပါဏာမေလျောစေတမူရတတ်သောငါယသူရာငါဖြာမေရယဘိမ့်ပင်စသောမေဇမျိုးအပေါင်းကိုတောက်စားခြင်းမှတန်ယမောစာစိတ်အကြိုက်ကိုမလိုက်မိအောင်ကောင်းစွာရှောင်ရခြင်းလေးတစ်ပါးဓမ္မေတုကာယကံ3လေးဝစီကံ4ဓမ္မနောကံ3ခုကုသိုလ်ကမ္မပဋ္ဌတရားပေါင်း10ပါးတို့၌အပမဒောသာသူစရိုက်တရားပွားတဲ့ပွားအောင်အလွန်ဆိုင်ဒုစရိုက်ကိုဖုံးမြိုက်ပြီးလင်ဝေးစွာကျင်ရကရှင်လိချက်သေးသေးလိရဲ့ဝတ်အလွန်မြတ်မွန်စွာပြီးဂုံထူးရှိသောတတိဟုသောမမေ့မလျော့ခြင်းလေးတစ်ပါးဧတံဤသုံးပါးသောတရားကိုဥဒ္ဓမံလွန်စွာထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလာစည်းဝါးချမ်းသာတိုးတက်ရသောမင်္ဂလာတရားဟု၍ဒွန်သင်္နာတတိကနာယိသံဃိထံကြမုတ်ချပုံသေးမသာပါလေလောကာရောဇာနိဝဒောဇာတံဒုဋ္ဌိစကတိညုတာကာလေနဓမ္မသဝနံဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထံ၌လင်သိလိုခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသောဒါယကနတ္တကာရောဇာသုံးပါးယတနာဆရာမိပါစသည်ထိုထိုအသက်အရွယ်ဂုဏ်သိက္ခာကြီးသောပုဂ္ဂိုလ်တို့ကိုအယုအသေးအလေးအမြတ်ပြုအပ်ခြင်းလေးတစ်ပါးနိဝဒောဇာမိမိကိုယ်ကိုထိုထိုသူအောက်ရောက်စေသဖြင့်သူနှင့်ဂုဏ်တူမပြုတ်မှု၍လူလူရှင်းရှင်းမြင်ကမြတ်နို့နွားကြိုကြိုနှင့်ဆွဲကြိုးသောမြွေခြေသုတ်တ၌မယိုင်းဆိုင်ပဲကိုင်းဆိုင်နှိမ့်ချသောကိုယ်နှုတ်နှလုံးရှိခြင်းလေးတစ်ပါးတန်တုဋ္ဌိစယဟန်ရှင်လူမြည်သူမဆိုကိုတံလျောစွာသုံးဆောင်ရာကိုယထာရဟရကြသည်ကြီးလောဘသိလျက်ပစ္စည်းပုံမူနိထိုတို့ဖြင့်
ညိုညိုညင်ညင်မလို့ခြင်းပဲကိုယ်တွင်ရှိသမျှနဲ့သုံးဆောင်ရောက်ရရခြင်းလိတပါကတိညုတာသနီးမြမဟုသူပြုပေဘူးသူကျေစုကိုစူးစူးကြီးလျက်ဆိုသောလက်ကိုသက်သက်မေ့ပြောင်းမသွေ့ချောက်စီပဲနောက်လိုက်ကျေစုကိုသိရခြင်းလိတပါကာလေနမိစ္ဆဝိတညိရှက်သဖြင့်ပေဖြောက်သိရကတင်ဟာလျောက်ပါသောအခါ၌ဓမ္မသဝနင်းသာတိနာမိဒ္ဒဥဒ္ဒစ္စဝိတညိရှက်ခြင်းမရှိပဲသမာဓိပဋ္ဌာနာဖြင့်အစအဆုံးနှလုံးထဲသို့လွန်ကြည်ညိုလျက်ရိုသေစွာတရားတော်ကိုနာရခြင်းဤတပါဧတံဤငါးပါးသောတရားတော်ကိုဥဒ္ဓမလွန်ကဲ့သူမြတ်ချီးမွမ်းအပ်သောမင်္ဂလံစိဘာချမ်းသာတို့တရားသောမင်္ဂလာတရားဟု၍တွင်သင်နာတာတိကနာယိသံနိဋ္ဌံကြမုတ်ချပုံမီမတ္တပါလေလောခန္တီသသောဝသတ္တာသမဏနိသတတနံကာလေနာဓမ္မသာကိစ္ဆာဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထံ၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသောဒါယကနတခန္တီစကိုကြံနှုတ်ကြံရံရံကာကနှုတ်ထားဒုဒ္ဓဆောင်လျက်ခန္တီစာကိုကြံနှုတ်ကြံရံရံကာကဒုဒ္ဓဆောင်လျက်သူနှိမ့်ဆက်၍သက်သေးပါစေတုံ့မချေပဲမိနေဆုံးပေါင်းချိတ်ဖျောင်းတို့တိတ်ချောင်းမမောစိတ်ကြောင်းပြောလျက်သူတော့နှလုံးအနုစံမီခန္တီဝါဒီလာဝတိကဲ့သို့ပါရမီမြောက်အောင်သိခံရခြင်းလိတပါသောဝသတ္တသာသအတိဇာတအဝအနုသာသုံးခုတွင်အနုဇာတဖယစရိုက်လိုက်သောသားခြင်းဖြစ်ပါစေခြင်းပညာရှင်တို့သုံးသင်ဩဝါဒဆိုဆုံးမှသည်ကိုဇဂပရိယေမြမပေပဲလွယ်လွယ်ကူကူမှတ်ယူလိုက်နာခြင်းလိတပါသမဏနံသီလဝံကုဏဝံတုလုံးမြကိဉ္ကိလေသာခသိမ့်တို့ငြိမ့်ပြီးငြိမ့်လက်တန်သောယဟန်တော်တို့အားဒသနိသကိုစိတ်နှလုံးညွယုံအစုံဂုံနှင့်ညီစွာမြည်ဆိုကားဖြင့်ကြီးညိုစွာဖူးမြင်ရခြင်းလိတပါကာလီနာစေတိရင်ဖြင့်ဟောတင်၍အစဉ်ဆွေနွေးမမေကောင်းကြီးမဖြေကောင်းစွာအကာလဟုဌာန9ပါးထိုကိုထား၍ပัญจသဖြင့်မေဖြေတဲ့သောတဲ့အလျောက်ပါသောအခါ၌ဓမ္မသာကိသာစအမေငါတွေအဖြေလေးချက်ထွေးရှက်သင်္ကာမရှိရအောင်ကောင်းစွာဆွေးနွေးမိများရခြင်းလိတပါဧတံဤငါးပါးသောတရားအစုကိုဥဒ္ဓမလွန်ကဲ့သူများချီးမွမ်းအပ်သောမင်္ဂလာစီဝါချမ်းသာတိုးတက်ရသည့်မင်္ဂလာတရားစုဟူ၍တွင်သင်နာတာတိကနာယိသံနိဋ္ဌံကြမုတ်ချပုံသေးမသာပါလေလောတဘောဇာပြမစရိယံစာရိယသစ္ဆာနာတတနံနိဗ္ဗာနသစ္စိကိရိယာသာဧတံမင်္ဂလမုဒ္ဓမံဒေဝဗုဒ္ဓငါထံ၌လင်လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသောဒါယကနတ္တာတဘောဇအဘိဇာဒေါမနတသသည်ထိုထိုအကုသိုလ်တို့မခိုးမကမတတ်ရနိုင်အောင်ရှိရတ္တနှစ်ဦးကိုအမှုတင်မြောက်၍6ပါးသောအင်္ဂလိ6တွေသောတရားကြီးတို့ကိုအပြည့်လုံးကျုံစွာဆုပ်ပေးရခြင်းပြင်းဤဆုပ်နေသောကောသစ္စာယံသူကိုစူးညံမနေပူပန်သေးလျက်အရေးနှွမ်းညိုးအယုံမောင်မောအကျော်ပြိုင်ပြိုင်ဆိုင်စေကျွန်းစေသွေးသာကုံပြောက်6စေခန်းစေလေးတွေအင်္ဂါစင်လာအသွန်တရားမုံကိုလွန်စွာကျင့်ကြံရခြင်းယင်းလိုအိန္ဒြိယသံဝရဝိရိယတို့ဖြင့်ကောသစ္စာဘိဇာတို့ဝါယံကင်းယံမျိုးမျိုးကြံပြီးလင်
ချိုးချမ်းစွာကျင့်ရခြင်းလိတပါမြမစရိယသပိပလိမြဗဒ္ဒတို့ဝဲမရေမပြုံးပန်းကုန်းချပိုင်ထားတိုင်းမပြက်ကိုလျုပ်ဝှက်ကြတဲ့ကဲ့သို့ဆက်စုပ်ပွဲသောအာဓမ္မစရိယကိုကျင့်ဖယ်၍စင်ကြယ်စွာလဒါနဝေယဝဆစသည်ဆယ်လီဤပฏิပတ်မြင့်မြတ်သောဗြဟ္မစရိယကိုလှလှကြီးကျင့်ကြံရခြင်းလိတပါအရိယသစ္စာနံဒုက္ခသမုဒယនិရောဓနှင့်မေဃပฏิပဒါလေးသစ္စာတို့ကိုဒါနနိသာပရိညေယဘာနာနှင့်သစ္စိကတဘာဝနာစင်္ဂါရှိတိုင်းပိုင်ခြားတင်တင်မဉဏ်ဖြင့်မြင်ရခြင်းလိတပါနိဗ္ဗာန်သစ္စိကိရိယာစဂတိငါးရချုပ်စတ္တစွာဝါဏမြည်သောတဏမဝိသယာတိတ်ကန္တအားဖြင့်ထွက်ရကရာဂခယစသည်သုံးရအဆုံးသတ်သောအရဟတဖို့ကိုမျက်မှောက်ပြုအပ်ခြင်းလိတပါဧတံဤငါးပါးသောတရားအစုကိုဥဒ္ဓမလွန်ကဲသူများချီးမွမ်းအပ်သောမင်္ဂလံစီဝါချမ်းသာတိုးတက်ရသောမင်္ဂလာတရားဟု၍တွင်သင်္နာတာသည်ကနာဟိသနိဋ္ဌံကြမုတ်ချပုံသေးမသာပါလေလောဗုဒ္ဓံတလောကဓမ္မိစိတ်တံယတနာကမ္ပတိအာသောကံဝိရတံခေမံဧတံမင်္ဂလာမௌဓမံဒေဝဗုဒ္ဓံကထာ၌လွန်သိခြင်း၍မင်္ဂလာပု္ပ္ပာမေလျောက်လာသောဒါယကနတ္တလောကဓမ္မိဘုရားပိစေကဗုဒ္ဓအရိယာရှင်မြတ်နတ်နှင့်တကွသောလူအပေါင်းတို့အကြောင်းအားလျော်စွာတွေ့ကြုံမြဲဓမ္မတာဖြစ်သောလာဘောအလာဘောရသောအရသောနိန္ဒာပတန္တာဒုက္ခံဒုက္ခံတိဟုသောလောကရန်တရားရှိပါတို့နှင့်ဗုဒ္ဓသာအကုသလဝိဘက်ကုသလဝိဘက်မြင့်ရှက်တိုက်လိုက်တိုက်ဆိုင်တွေ့ကြုံရသောယန္တာချင်းယန္တာပုဂ္ဂိုလ်၏စိတ်တံစိတ်သည်နကံပတိလက်ရခြင်းအချံရများခြင်းသူတစ်ပါးတို့ချီးမွမ်းခြင်းချမ်းသာဒုက္ခနှင့်ပြည့်စုံခြင်းတည်းဟုသောဣဋ္ဌလောကဓာန်လေးရလက်ရှားခြင်းအချမ်းအယံနိဗ္ဗာန်ခြင်းသူတစ်ပါးတို့ကဲ့ရဲ့ရှုံချခြင်းဆင်းရဲဒုက္ခနှင့်တွေ့ကြုံရခြင်းတည်းဟုသောအနိဋ္ဌလောကဓာန်လေးလီဤရှိပါသောဣဋ္ဌယုံအနိဋ္ဌယုံတို့ကြောင့်တစုံတစ်ခုမျှတုံ့လှုပ်မရှိခြင်းလိတပါအသောကံညာတိပြသနာစသည်အမျိုးမျိုးမိပြင်းထိုးတဲ့ကဲ့သို့ညို့တမိန်မိန်ခိုးအရှိန်ကြောင့်စိုးရင်ကြောင်းကြမရှိခြင်းလိတပါဝိရဇံရာဂဒေါသမောဟတို့ကိုမြူဟုဆိုသဖြင့်ထိုမြူရည်ထွေးအညစ်အကြေးကိုလေးပါသောမဲ့ရည်စဉ်ဖြင့်သုတ်ပင်ဆေးလျော်ပြီးရကကြည်ညှောဟုသောမြူကိလေသာမရှိခြင်းလိတပါခေမံဝိနိုင်မပြရှင်စေတတ်သောလေးရသောယောဂကင်းသဖြင့်ချင်းကသိငြိမ့်ကြည့်သောဘေးရန်ရှိခြင်းလိတပါဧတံဤလေးပါသောတရားစုကိုဥဒ္ဓမံလွန်ကဲထူးမြတ်ချီးမွမ်းအပ်သောမင်္ဂလံစီဝါချမ်းသာတိုးတက်ရာသည်မင်္ဂလာတရားဟု၍တွင်သင်နာတာသည်ကနာဟိသနိဋ္ဌံကြမုတ်ချပုံသည်မသာပါလေလောဧတာတိသနိကတဝနာသဗ္ဗထမပ္ပရာဇိတာသမ္ဗထသုတိံကိစ္ဆန္တိတံဒေတံမင်္ဂလမௌဓမံဒေဝဗုဒ္ဓမင်္ဂလာတရားထင်ရှားစိတ်ငါမေးလျောက်လာသည်ပညာလူလာဩဒါယကနတံဧတာတိသနိဤသို့သဘောရှိကုန်သောအသေဝနာသဘာလနာဝသအသောကံဝိရဇံခေမဝဆုံး38ပါးသောမင်္ဂလာတရားတော်တို့ကိုကန္တဝနာသင်အောင်လေ့ကျက်ဆောင်ရွက်မှတ်သာသိသောအားဖြင့်တရားရှိတိုင်းပြုကျင့်သောကြောင့်ဝါပြုကျင့်လေရှိသောသဗ္ဗတမစ္ဆုမလင်းကျင်အပ်သောမန်လေးပါးတို့၌အပရာဇိတာရှုံးခြင်းတို့မရောက်နိုင်အောင်နိုင်ခြင်းတို့ရောက်ကုန်သည်ဖြစ်၍သဗ္ဗတကသိသောဣရိယာပု
ပစ္စုပန်ဓမ္မလွန်ပြညုံဥဒ္ဓံအလုံးစုံသောလောက၌သို့ထိန်ဘေးရန်ကင်းကွာလွန်ချမ်းသာခြင်းသို့ကိစ္စံတည်ရောက်ကြရကုန်၏တန်တူ38ပါးသောမင်္ဂလာတရားတော်ကိုဒေသံထိုနတ်လူတို့၏ဥဒ္ဓမံဓမ္မလွန်နောက်နောင်ဘဝဘုံ၌ကကောင်းသောအကျိုးတို့သည်ပွားသည်များသည်မဟုတ်ပစ္စုပန်တွင်ကျင့်လင်ကျင့်ခြင်းလင်းလင်းမျက်မှောက်လက်ရောက်ကောင်းကျိုးတိုးစေပွားစေများပြားစေဖြစ်၍လွန်ကဲသူမြတ်ချီးမွမ်းအပ်သောမင်္ဂလာမင်္ဂလာမြည်ဟူ၍တွင်သင်တတ်သာသည်ကနာယိကလျာဏာတိမြစ်စီမန္တကေဝလသံပဒံသံသုဒ္ဓဂိုင်းကဟောတိုင်းလင်ဘိုင်းဘိုင်းချာချာကျင့်ပွားများရအောင်တရားမူသေးမယူလေလောမင်္ဂလာတုတ်ဏိဂုံးကျုပ်အာသီသလင်္ကာဧဝံကသဘဟုကြအောင်မင်္ဂလာတုတ်ဏိဒံထုတ်၏သာမုကံတိကပုတ်စင်ကြသောအပဗမာဒာအာဂါခန္တဖုဧဆုံးသတ္တဗုသုတ်မင်္ဂလာပုတ်တွင်ပြတိုင်းကျင်ကအမှန်ပစ္စုပန်ကဒေသနာတော်8000ကျော်တွင်ဘောဘောထင်ထင်လင်းလင်းစောစောလောကဓမ္မဒိဋ္ဌမြဝကျေစုများ၍အခြားဒေသနာအခြားစာတဲ့ဥစွာပထမသင်ကြားရသာစအစီကဲစလက်ဆွဲဟုနည်းနည်းညံမာသိတံယာ၏မန္တာဒသကစသည်သီးသီးကြီးလေသင့်လေကျင့်လေမြတ်လေဖွာသရေကသေတိုင်စောလတော်မတဖဲလောကဓလုံးဘဝဆုံးတိုင်အသုံးပြုထွက်လွန်ဆုံးမ၍ကျက်တရေတကူဆင့်ရင်တို့လိမ့်ယို၍လာကြစေကုန်သော